ညဖက်လေးလမ်းမီးတွေကအားပျော့ပျော့နဲ့ကိုဝေထွန်းလဲမိတ်ဆွေတွေနဲ့ညနေခင်းကအရက်တောက်ထားတာများသွားတော့အိမ်ပြန်လမ်းမှာခြေလမ်းတွေကမတိတ်မမှန်သူ့အတွက်တော့ပုံမှန်အိမ်ပြန်လမ်းပါပဲဒီညတော့ထူးနေတဲ့နောက်ဖက်ကခြေတံလိုလိုလေတိုက်တံလိုလိုနဲ့၆လန့်စရာခံစားချက်တစ်ခုစဖြစ်လာတယ်လှည့်ကြည့်လိုက်တိုင်းဘာမှမရှိတာပေမဲ့ရင်ထဲကတဒိန်းဒိန်းနဲ့အရက်အယမ်းမူးနေတာလားဒါမှမဟုတ်ဘာလဲရှေ့မှာအရေးတစ်ခုလူပုံစံလိုလိုဒါပေမဲ့မှုံဝါးနေတဲ့ကြည့်လိုက်တာနဲ့ပျောက်သွားသလိုလိုနှလုံးခုန်တန်တွေကနားထဲမှာပြင်းပြင်းကြီးထွက်လာတဲ့အားလုံးကသူ့ကိုစောင့်နေသလိုပဲတော့တွေတွဲကျသွားပြီဒူးတွေတုံနေတဲ့ကုန်းလိုက်ယူဖို့ကြိုးစားရင်းမျက်နှာပြန်မြောက်လိုက်တဲ့အချိန်အနီရောင်မျက်လုံးတွေကိုတွေးလိုက်ရတယ်မိဘွားတွေလိုလိုမှိတ်နေတဲ့အမဲရောင်အရိပ်ထဲကနောက်ဆက်တွဲမျက်နှာကကြေမွပြီးအရေပြားတွေချွတ်ကျနေသလိုပဲအာတရေပဲပြေးရမယ်အိမ်ကနီးပါတယ်ခြေထောက်တွေကတန်ချောင်းလိုလေးလံနေတဲ့နောက်ကနေအေးဓာတ်တစ်ခုလိုက်လာနေတယ်နောက်ကနေသူ့လက်ဘင်းမှာအသက်ရှူတန်တွေကြားနေရတယ်အေးဆက်ဆက်နဲ့ပိတ်လိုက်ပြီးဒါပေမဲ့ဒါတကယ်ဖြစ်ခဲ့တာလားဒါမှမဟုတ်အရက်ထဲကအိမ်မက်ဆိုးတစ်ခုလားအိမ်အပြင်ဘက်ကတိတ်ဆိတ်သွားပြီး